အားလုံးပဲမင်္ဂလာရှိတော်နနက်ခင်းပါလို့သခင်ယေရှုခရစ်တော်ဖခင်၏နာမနဲ့နှုတ်ဆက်ပါရယ်ဒီကနေ့မနက်မှာဒုတကွခွန်အားယူရမယ့်နှုတ်ကပတ်တော်ကအာနေသောအခါလို့ခေါင်းစဉ်ပေးထားပါတယ်ကျွန်တော်တို့လူတိုင်းမှာအမြဲတမ်းအားပြည့်နေတယ်အမြဲတမ်းပျော်နေတယ်အမြဲတမ်းအဆင်ပြေတယ်အမြဲတမ်းစိတ်ချမ်းသာနေတယ်ဆိုတာမရှိပါဘူးဘယ်သူမဆိုအမှုတော်ဆောင်ပဲဖြစ်ဖြစ်ယုံကြည်သူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အားနေတဲ့အချိန်အခါရှိပါတယ်အဲ့တော့အဲ့လိုအားနေလာတဲ့အချိန်အခါမှာလူတော်တော်များများကစိတ်တက်ကြတယ်စိတ်ပြက်တယ်ဝမ်းနေတယ်အားငယ်တယ်တိမ်ငယ်တယ်ဘယ်သူမှငါအနားမှာမရှိတော့ဘူးဘာဖြစ်လို့ငါကြမှာဒီလိုဖြစ်ရတာလဲအမြင်မြန်ငါလောကတွေကနေထွက်ခွာသွားရရင်ကောင်းမှာပဲစသဖြင့်ကျွန်တော်တို့ဟာအားငယ်လာပြီးတော့မှအရာရာကိုအနှုတ်လက္ခဏာဆန်ဆန်တွေးတက်လာတယ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ဖြစ်ချင်းကိုလည်းငါကတော့ဘယ်တော့မှအောင်မြင်မဲ့သူလည်းမဟုတ်တော့ပါဘူးငါယောဂကဘယ်တော့မှပျောက်မဲ့ယောဂမဟုတ်တော့ပါဘူးငါလုပ်ငန်းကလည်းဘယ်တော့မှအဆင်ပြေမှာမဟုတ်ပါဘူးငါအကျွေးကလည်းဘယ်တော့မှကြည်မှာမဟုတ်တော့ပါဘူးငါယောက်ျားကလည်းဘယ်တော့မှပြောင်းလဲမှာမဟုတ်တော့ပါဘူးစသဖြင့်ကျွန်တော်တို့ကအားနည်းလာတဲ့အခါမှာအဲ့လိုကိုယ့်ရဲ့ဖြစ်ချင်းကိုအနှုတ်လက္ခဏာဆန်ဆန်ပဲမြင်လာတက်ကြတော့တယ်အဲ့တော့ဒီကနေ့ညီကောင်မောင်တို့အားပေးခြင်းတယ်လူတိုင်းမှာအားနည်းတတ်တဲ့အချိန်အခါရှိပေမဲ့ဒီလိုအားနည်းနေတဲ့အချိန်အခါမှာဖယားသခင်ရဲ့ကျေးဇူးတော်ဖယားသခင်ရဲ့လက်တော်ဖယားသခင်ရဲ့တကိုးတော်ကကျွန်တော်တို့အပေါ်မှာပြည့်စုံနေတယ်ဆိုတာလေးကိုမမေ့စေချင်ဘူးအဲ့ဒါကိုသတိရစေချင်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး7အခန်းငယ်ခွန်ကနေကျွန်တော်တို့10တိဖတ်မယ်ဆိုလို့ရှိရင်ရှင်ပေါလုရဲ့သူဆုတောင်းတဲ့အရာပေါ့အဲ့ဒီအရာလေးကိုကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တစ်ချက်လေးဖတ်ပြခြင်းနဲ့ငါခံရသောဗျာဒိတ်တော်အလွန်ထူးမြတ်၍ငါသည်ထောင်လွှားသောစိတ်မရှိစေခြင်းကငါကိုဒဏ်ခတ်သောစာတန်ဤတမန်ဒီဟုသောငါကို၌စူးသောစူးကိုပေးတော်မူ၏ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်း3ကြိမ်မြောက်အောင်သခင်ဘုရားကိုငါဆုတောင်း၍အသနာတော်ခံပြီးလျင်ငါဂျေဇုသည်တင့်အဖို့လောက်ပေ၏ငါတကိုးသည်အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်ဟုမိန်တော်မူ၏ထိုကြောင့်ခရစ်တော်၏တကိုးသည်ငါအပေါ်၌ကျိန်းဝတ်မည်အကြောင်းငါကိုယ်၌အားနည်းခြင်းအဖြစ်ကိုဝမ်းမြောက်သောစိတ်နှင့်ဝါကြွားခြင်းငါတာ၍ငါအလိုရှိ၏တို့ဖြစ်၍ခရစ်တော်ကြောင့်ငါခံရသောအားနည်းခြင်းကဲ့ရဲ့ခြင်းဆင်းရဲခြင်းအငြင်းဆဲနှိပ်စက်ခြင်းကြက်တီးစွာသောဒုက္ခဝေဒနာခံခြင်းတို့ကိုငါနှစ်သက်၏အကြောင်းမူကားငါသည်အားနည်းသောအခါတကိုးနှင့်ပြည့်စုံလျက်ရှိ၏နောက်ကဘတ်တော်အားဖြင့်တယောက်ချင်းစီတိုင်းရဲ့အသက်တာမှာဘုရားသခင်စကားပြောပါစေပေါလုကတော့ပြောပါတယ်သူအားနည်းတဲ့အခါမှာတကိုးနှင့်ပြည့်စုံလျက်ရှိတယ်လို့ပြောပါတယ်အားနေတဲ့အခါမှာတဲ့ဖျားခရစ်တော်ရဲ့တကိုးကပို့ပြီးတော့မှစုံလင်တယ်တဲ့သူ့ပေါ်မှာခရစ်တော်ရဲ့တကိုးကကျိန်းဝတ်တယ်တဲ့အဲ့ဒါကြောင့်မို့လို့သူကသူ့ကိုယ်မှာအားနေခြင်းအဖြစ်ကိုသူဝမ်းမြောက်တဲ့စိတ်နဲ့ဝါကြွားခြင်းကတာ၍ငါလိုရှိတယ်တဲ့အဲ့လိုအားနေနေတာကိုသူကဂုဏ်ယူတယ်တဲ့အဲ့လိုအားနေနေတာကိုကသူကဝမ်းမြောက်နေတယ်တဲ့အဲ့လိုအားနေနေတာကိုကသူကတာ၍ဝါကြွားတဲ့စိတ်နဲ့ဝမ်းမြောက်မယ်တဲ့ဘာဖြစ်လို့လဲအားနေတဲ့အခါမှာလူတော်တော်များကစိတ်တက်ကြတာဘာဖြစ်လို့ပေါလုကဂုဏ်ယူမယ်ဝမ်းမြောက်မယ်လို့ပြောတာလဲညီကိုမောင်နှမတို့တိတူဖော်စားမတိတူကြော်သွားဆိုသလိုအားနေတဲ့အခါမှာဖရာသခင်ရဲ့တကိုးတော်ကစုံလင်တယ်ဖရာရဲ့လက်တော်ဖရာရဲ့ကျေးဇူးတော်ကိုပို့ပြီးတော့မြင်ရတယ်ဆိုတာကိုပေါလုကသိသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်ညီကိုမောင်နှမတို့ရှင်ပေါလုမှာလည်းသူယောဂရှိပါတယ်သူ့ကိုဖျားသခင်ကအယံအသုံးပြုတဲ့အခါမှာငါဒီထောင်လွှားသောစိတ်မရှိစေခြင်းကတဲ့မာနမကြီးဖို့ပေါလုမထောင်လွှားဖို့အတွက်ပေါလုအထဲမှာဖျားသခင်ကယောဂတစ်ခုကိုထည့်ပေးထားတယ်ငါကိုယ်၌စူးသောစူးတဲ့အဲ့ဒီယောဂါကိုပေါလုလေလူသားပဲလေသူပျောက်ချင်တာပေါ့အဲ့တော့မလားလူပေါလုကဘုရားသခင်သူ့ကိုအယံသုံးတယ်လူတွေနဲ့တွေ့တဲ့အခါမှာပေါလုအပြည့်အနာယောဂါတွေအများကြီးပျောက်ကြတယ်ဘလောက်ထိတောင်ပေါလုကိုဘုရားသခင်ကသုံးတယ်လဲဆိုလို့ရှင်သေတဲ့လူတောင်မှပြန်ပြီးတော့ရှင်နေဆိုတော့ကိုကျွန်တော်တို့တွေ့ရတယ်အဲ့လောက်ထိပေါလုကိုဘုရားသခင်သုံးတယ်
အဲ့တော့အဲ့လောက်ဖျားသခင်သုံးပြုတဲ့သူကတကယ်တမ်းသူကိုယ်တိုင်ယောဂဖြစ်တဲ့အခါမှာသူဆုတောင်းတယ်တဲ့တစ်ချိန်ဆုတောင်းတယ်ဖျားသခင်ကသူ့ကိုမပေးပြောက်ဘူးနှစ်ချိန်ဆုတောင်းတယ်ဖျားသခင်ကသူ့ကိုမပေးပြောက်ဘူးသုံးချိန်ဆုတောင်းတယ်ဖျားသခင်ကသူ့ကိုမပေးပြောက်ဘူးငါဂျေဇုတည်တင့်အဖို့လောက်တယ်တဲ့လောက်တယ်ငါဂျေဇုကမင်းဖို့လောက်တယ်တဲ့အဲ့လိုပြောတာကိုကျွန်တော်တို့တမန်ကျမ်းစာမှာတွေ့ရပါတယ်အဲ့တော့ပေါလုကဟာငါယောဂလည်းမပြောက်ဘူးเนาะငါအစင်လည်းမပြေဘူးငါနာနေတယ်ဆိုပြီးတော့မှတော်ပြီငါဘူးတော့လည်းမဆောင်တော့ဘူးဆိုပြီးတော့မှစိတ်တက်ကြစိတ်ပြတ်သွားတာမျိုးတမန်ကျမ်းစာထဲမှာလုံးဝမတွေ့ရဘူးအဲ့လိုအားနေနေတာကိုပေါလုကဂုဏ်ယူတယ်တဲ့အဲ့တော့ညီကောင်မောင်တို့တို့ကျွန်တော်တို့ရဲ့အသက်တာမှာအားနေခြင်းရှိတဲ့အခါမှာစိတ်ပြတ်စရာရှိတဲ့အခါမှာဝမ်းနည်းစရာကြုံလာတဲ့အခါမှာကျွန်တော်တို့လေးလံထိုင်မှန်စိတ်တက်ကြစိတ်ပြတ်ဝမ်းနည်းနေဖို့မဟုတ်ဖဲနဲ့ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုမြင်ပြီးတော့မှပေါလုကဲ့သို့ကျွန်တော်တို့ချီးမွမ်းတတ်တဲ့အသက်တာဂုဏ်ယူဝမ်းမြောက်တတ်တဲ့အသက်တာရှိဖို့အယံကိုအရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်ပြောပြချင်ပါတယ်ဒါကြောင့်ညီကိုမောင်နှမတို့အားနည်းတဲ့အခါမှာသင်သက်တာကမပြည့်စုံတော့တာမဟုတ်ပါဘူးအားနည်းလာတဲ့အခါမှာသင်ရဲ့အသက်တာကဆုံးရှုံးလာတာမဟုတ်ပါဘူးတာ၍ပြည့်စုံဖို့အတွက်တာ၍အောင်မြင်ဖို့အတွက်ဘုရားသခင်သင်ကိုပြုပြင်နေတဲ့ကာလဖြစ်တယ်တကောနဲ့ပြည့်စုံနေတဲ့ကာလဖြစ်တယ်ဘုရားသခင်ရဲ့ဝိညာဉ်တော်ကသင်အထက်မှာကျိန်းဝတ်နေတာဖြစ်တယ်ဆိုတာလေးကိုနားလဲစေချင်ပါတယ်ညီကိုမောင်နှမတို့ဒါကြောင့်ညီကိုမောင်နှမတို့ကျွန်တော်တို့ရဲ့အသက်တာမှာဒါကျွန်တော်တို့ဘယ်အရာကိုသင်လက်ခံနေတယ်လဲဘယ်အရာကိုသင်ရွေးချယ်လဲဘယ်အရာကိုသင်တွေးခေါ်တယ်ဒါကတိတ်ကိုအရေးကြီးတဲ့အရာဖြစ်ပါတယ်ဒါကြောင့်စိတ်တက်မကြပါနဲ့စိတ်မပြတ်ပါနဲ့လောကမှာအသက်ရှင်နေတဲ့၍အသက်တာမှာဝမ်းမြောက်ခြင်းရှိသလိုဝမ်းနည်းခြင်းလည်းရှိမှာပဲရည်ရတဲ့အခါရှိသလိုငိုရတဲ့အခါလည်းရှိမှာပဲကျွန်တော်တို့စံစားရတဲ့အချိန်ရှိသလိုခံစားရတဲ့အချိန်လည်းရှိမှာပဲဒီလောကရဲ့အနှိမ့်အမြင့်အတက်အကျတဲမှာကျွန်တော်တို့ကအသက်ရှင်တဲ့အခါမှာမြင့်လာတဲ့အခါမှာတော့ပျော်ပြီးတော့နှိမ့်လာတဲ့အခါမှာလုံးဝအဝမ်းနဲ့သွားတာမျိုးဖြစ်ဖို့အဖျားသခင်အလိုတော်မရှိပါဘူးညီကိုမောင်တို့တို့အနှိမ့်ဖြစ်စေအမြင့်ဖြစ်စေကျွန်တော်ရဲ့အသက်တာဟာကောင်းကင်သားဖြစ်တဲ့အတွက်ကြောင့်မလို့အခြေအနေပေါ်မှာမရက်တည်ပဲနဲ့ဖျားသခင်ကိုတာ၍ချီးမွမ်းနိုင်တဲ့အသက်တာဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ကိုဒီကနေ့မှာကျွန်တော်အားပေးချင်ပါတယ်ဒါကြောင့်ညီကိုမောင်တို့သင်အားနည်းတဲ့အခါမှာဆုံးရှုံးသွားတာမဟုတ်ပါဘူးအားနည်းလာတဲ့အခါမှာအရာခက်သိမ်းဟာပျောက်ဆုံးသွားတာမဟုတ်ပါဘူးအနောက်ကိုရောက်သွားတာမဟုတ်ပါဘူးတာ၍တကိုးနဲ့ပြည့်စုံတဲ့အချိန်ဖြစ်တယ်ဆိုတာကိုနားလည်စေချင်ပါတယ်တကိုးနဲ့ပြည့်စုံတဲ့အချိန်ဖြစ်တယ်အားနည်းနေတဲ့အချိန်မှာဘုရားသခင်ရဲ့မဆခြင်းကိုတာ၍ခံစားရတဲ့အချိန်ဖြစ်တယ်ဆိုတာလေးကိုနားလည်စေချင်ပါတယ်ဒါကြောင့်ပေါလုကဲ့သို့အားနည်းတဲ့အခါမှာစိတ်တကြစိတ်ပြတ်ဝမ်းနည်းနေဖို့မဟုတ်ဘဲနဲ့ပေါလုကဲ့သို့ကျွန်တော်တို့ကတာ၍ဘုရားကိုချီးမွမ်းမှုဖြစ်တယ်ကျွန်တော်တို့တာ၍ဘုရားရဲ့ကျေးဇူးတော်ကိုမြင်ပြီးတော့မှဝါကြွားဝမ်းမြောက်တဲ့စိတ်နဲ့အသက်ရှင်တတ်ဖို့ဖြစ်တယ်ဆိုတော့ကိုကျွန်တော်ဒီကနေ့မနက်မှာအနည်းငယ်ကျွန်တော်ဝင်ကတိုက်တွန်းခွန်အားပေးချင်ပါတယ်ဒါကြောင့်စိတ်တမကြပါနဲ့စိတ်မပြတ်ပါနဲ့ဝမ်းမနှဲပါနဲ့ငါတယောက်တည်းရှိတော့တယ်ငါဘာမှမဖြစ်လာတော့ဘူးဆိုတဲ့အနုတ်လက္ခဏာတွေကိုဖယ်ရှားလိုက်ပါအဝေးဝေးကိုမောင်းထုတ်လိုက်ပါဝေးဝေးကိုမောင်းထုတ်လိုက်ပါစာရမဏတ်ကတင့်ကိုဆွဲချချင်တာစာရမဏတ်ကတင့်ကိုလိုအနုတ်လက္ခဏာဆန်တဲ့အတွေးခေါ်တွေကိုတင့်ထဲကိုထည့်ပေးပြီးတော့မှတင်လဲပြိုသွားတာကိုစာရန်ကမြင်ချင်တာစာရန်ကအဲ့ဒါကြောင့်တင့်ကိုစာရန်ကညီကောင်မောင်တို့သူတိုက်တဲ့အခါမှာလေတော်တော်များများစာရန်တိုက်တာကအတွေးခေါ်ကိုတိုက်ပါတယ်တင်းရဲ့အတွေးခေါ်မှားတာနဲ့တင်းလှုပ်သမျှအရာအလုံးမှားလာမယ်လှုပ်သမျှအရာအလုံးမှားလာရင်တင်ဘဝမှာဘာတစ်ခုမှအောင်မြင်လာမှာမဟုတ်ဘူးဘာတစ်ခုမှမအောင်မြင်ရင်တင်ကြရှုံးတော့မယ်ဒါကိုစာရန်ကလိုချင်တာဒါကြောင့်ညီကောင်မောင်တို့တင်းရဲ့အတွေးခေါ်အရေးကြီးပါတယ်အရေးကြီးပါတယ်အားနေတဲ့အခါမှာကျွန်တော်တို့ဆုံးရှုံးသွားတာမဟုတ်ဘူးအားနေတဲ့အခါမှာတကိုးနဲ့ပြည့်စုံတယ်ဆိုတာလေးကိုတမန်ကျမ်းစာကပြောထားတဲ့အတွက်ကြောင့်မလို့အကျွင်းမဲ့ယုံကြည်ပါအကျွင်းမဲ့လက်ခံပါအကျွင်းမဲ့သင်ဝန်ခံကြွေးကြော်ပါလို့ကျွန်တော်ဒီကနေ့မနက်မှာအားပေးခြင်းနဲ့တယောက်ချင်းစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ